မိတ္တဟာများကစိတ်ပဝင်ချမ်းမြေနေရာတန်ဃာတော်ရှင်မြတ်များကိုလူဝဲရဆုံးကလူလိုပါအာရနဲ့တိုင်မင်ကဝေကြည့်လူသက်လူပါဂုံယူရတကယ်ကိုကောင်းတဲ့နှစ်တောင်းအာရဝန္တာပီတိပြာအာမေတို့ရဲ့အလယ်မှာအမေပြောငါဝေဝေဆာဆာသူမြတ်ဆာယူကြပါဖြူလာပါရဲ့မေလူကြီးပါသမီးမလေးတက်ကသားရန်ကိုရတရားဝဲမှာမိကိုယ်တိုင်တရားနာလို့တန်တရာနောင်ရဲ့စေဖို့ရာအဖေကိုရေစုလို့ကြည်နူးဝမ်းသာမြဝေကားသာရောက်ရဘဝမှာတာရုကိုပါမီးရဲ့လူကြီးပါခရမြတ်တွေဆုံးမသိခါတက်ကုန်တေကပစင်းလောင်ပေါင်ရင်လောင်မြစီတန်းလေလေကြွလာချိန်မှာဘေကိုလွမ်းပြစိတ်နဲ့ဝန်းနေဝမ်းသာတမန်လွရလန်းကရှောက်လန်းလာပါဘာယံဟောတဲ့ဒေသနာမိတ္တအာရဖြစ်ရာသူတွေကအလူဝဲရဟန်းကြီးစီပြုပြီးလူကြီးပါကြည်နူးရည်သက်ချလို့မြဝေကရောက်ရဘဝမှာသာဓုခေါ်ပါအမေရဲ့လူကြီးပါ